Hello guys အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော် unboxing တစ်ခုလုပ်ပြအောင်ပါအဲ့ဒါဆိုဒီရောင်းမတို့အယုတ်ပါကျွန်တော်လမ်းမှာမိုးလာကျွန်တော်ဝဲတာပါအဲ့ဒီ unboxing လုပ်ကြအဲ့လိုဒါကိုဒီနားဖောက်ပါမယ်ဒီနားလေးဖောက်ပါမယ်ဒီတော့ဖောက်ဒီအားလေးတစ်ခုလေးလားတစ်ခုလေးပါပါတယ်ကျွန်တော် unboxing လုပ်တော့ဒီလိုလေးထားတယ်ကျွန်တော်အမောင်းလုံးမလဲဆိုတော့ပေါက်နေရတယ်ကြာမဟုတ်ပါဘူးဘာပေါက်မလဲဟောရောက်ကြတော့ဘယ်လိုရမလဲဟိုမှာအကြောက်ကုန်ချလို့ရအောင်မလုပ်ဘူးဗျာဖြုံနေဘယ်နားလိုက်တာဟိုလေးနားလိုက်အောင်မလေးအေးယာလုံးရှောက်မလို့ဖွင့်ဖြုတ်ပြီးတော့ဖြုတ်ပြီးဆိုကိုယ့်ဘက်ကိုဖြုတ်ကြတော့ဟုတ်ဟဲ့လေးနေလုံးရှောက်တော့ကြိုးပြီးလားမသိကြဘူးဟုတ်ရင်ကျွန်တော်ရတာရှောက်မလို့ဒီဟာဒါပဲဖြုတ်ရတယ်ဒီဟာလေးအလုပ်ပါလေးနိုင်တယ်ရပြီရအောင်အဲ့နည်းနည်းခုပေါ့အမလီဘာလလေးနှစ်ခုဒီမှာခဏကိုရီရတော့ပါဘူးကလေးတော့မင်းဒီဝါဟိနာနာလားမသိဘူးနော်ငါတို့တည်းဟိနာနာလားမသိဘူးမှာတဲ့အဲ့လိုလို့ပြဿနာဖြုတ်စားဟုတ်လားကျော်အမဲပါခြေထောက်ကတော့အမဲကမအမောတိတော့အမြင်ပြောစရာကြီးတော့ရအောင်ပဲတစ်ဖက်ရပါတစ်ဖက်ရပါလားတစ်ဖက်တော့တော့တစ်ဖက်ရပါကျွန်တော်တစ်ဖက်ထက်လို့ရပြီနှစ်ဖက်ပေါ့ပြရပါဆိုဒီအပေါ်ကတက်လိုက်ပါမယ်ဒီနိုင်ကျွန်တော်မှာခုနိုင်ဝါဦးပါဆက်ကြလေးပါဆက်ကြလေးကျွန်တော်ကဘာဒီလိုလက်လေးတွေပါအဲ့လိုလက်လေးနဲ့လို့တတ်မှာပေါ့လေရလိုက်ဖေးရရှင်းမပြေဘူးလို့ရေးဆိုပြီးဟုတ်တယ်ဒီဘက်လာတာဟုတ်တော့လို့ခွဲထားတာတော့မပဲဟေးရပါပြီဟုတ်ပါမှာအဲ့တော့ထည့်လိုက်တာအဲ့တော့တစ်ဖက်ပေါ့လားတစ်ဖက်ဒါမှတစ်ဖက်ကြက်လေးအော်ဆိုင်ကြပြရအောင်ရဟောလေရပါမယ်ဒီမှာအဲ့ဒါကျွန်တော်တော့ပေါ့နှစ်ဖက်ရပါပြီနှစ်ဖက်ရပါဆိုဒီဟိနာနာဟုတ်တယ်ဟိနာကကျွန်တော်တက်ပေးလိုက်ပါရောမလာတစ်ဖက်အားမနေရနော်တစ်ဖက်ရပါပြီဟောတစ်ဖက်ရပါတော့ပြီးတော့စပင်နေပါရတက်အောင်ပါပဲစပင်နဲ့ဒီမှာပါလေလေးတယ်ဗျာပါတယ်ဗျာကိုကြီးငိုတယ်ဟာလို့လက်ကြီးပေါ့ဒီမှာလေဒီဘက်နဲ့မကြည့်တူပြည့်တာတူပြည့်နေဒီဘက်တက်လို့မရဘူးတက်လို့မရတော့ခက်ဆက်ပြီးချုပ်ကြလို့မစားဘူးဖေးရလာကျွန်တော်ဒီဘက်လည်းဆော့ရှော့ပါပြီနောက်တော့လက်တစ်ဖက်ပြည့်ဖြစ်နေပါလေဟုတ်ဟိနာလာဟိနာလာလက်တစ်ဖက်ပြည့်နဲ့ဆင်းပြေအဲ့တော့တေးချာကြည့်အောင်ဖေးမရရတခုခုပြောက်သွားရင်ဘလို့ရေလောက်ကြပါအောင်
ပြန်ခွေ600နဲ့ပေး600နဲ့ပေးဝင်တာ600နဲ့ပေးအခုတော့ပြောက်နေတော့ဟာတော့ဒီဟာလေးဒီဟာလေးဖြုတ်ကြမှာပါဒီကအစားထိုးဟာကြီးပါအဲ့ဘလို့ကျွန်တော်ခဏဆောင်ကျွန်တော်သွားပြန်လာခဲ့ချင်းချင်းငါပေါ့ကျွန်တော်ရဲ့ဒီလက်ထဲကနီကိုရုပ်ကြီးကျွန်တော်ထိုက်ပါမယ်။နောက်တော့လက်ဖြူပေါ့လက်ဖြူတွေ့။ဟုတ်လားလက်ဖြူ။လက်ဖြူဖြူပြီးတက်ပါမယ်ရှာလာပါမယ်။အဲဒီမှာလက်ဖြူ။ချက်ကလည်းအော်ကြအားရပါရတယ်။လက်ဖြူရောက်သွားဒီမှာတက်တက်အောင်လေ။ကြောက်လွယ်မထင်နဲ့ဗျ။လွယ်မို့ချုံမှချောင်းထွက်နေ။စမပြေဘူးလို့လက်ဖြူတစ်ခုထက်ရှာ။လက်ဖြူလည်းတက်ကြည့်ရပြီရတော့ဒီလောက်ရအဲ့မှာရပါပြီဘလို့မှာရပါပြီငါဟိနာနာပေါ့ဟိနာနာမှာထက်တက်ကောင်းစပင်းလေးခန့်ထွက်တယ်စပင်းဖြုတ်လိုက်ဒီရှုပ်ပြီးတော့တိုင်းမယ်လိုက်တာတိုင်းမယ်နားလိုက်တာရသွားကျိုးပြီလားမသိဘူးရှယ်ဖိရတာကြီးစမပြေဘူးအောက်ဘက်ကိုဖိမှန်တယ်ကျွန်တော်စိတ်တယ်တကယ်ချစ်တယ်ဟာလည်းကျူอ่ะရောက်ပါပြီမောဒီလေးဝိုင်းလက်တစ်ဖက်ဒီလေးရပါပြီဒါပဲဆိုဒီຢာလေးကိုကောင်းမှဆွလိုက်ပါမယ်နောက်ပြီးကျွန်တော်တို့လက်မှာခူနိုင်ဟိုဟာဒီစလေးကိုဘယ်လိုမှမသိဘူးရေတော့ရဘူးဟာတော့ကောင်းကောင်းနေရပြီကုတ်နေရပါပြီဒီနားလေးကရုပ်တရက်ကြီးပြောက်သွားတယ်ဒီကောင်းလေးတစ်ခုချင်းစိတ်တော့ကျွန်တော်ရဲ့ညီကိုလေးပေါ့ဒီကောင်ရှိနေ2ကောင်3ကောင်လက်ထက်မယ်ဒီ6ခုကောင်ရှိတယ်ကျွန်တော်မှဒီကောင်လေးလဲဝယ်လို့ရပါတယ်မွေးနဲ့ကျွန်တော်ရောင်းမြောင်းဆိုစပြီးတော့ပြီးတယ်ကောင်လေးရပါတယ်ဒီနာဟုတ်ပြီ3ကောင်4ကောင်5ကောင်6ကောင်9ကောင်ရှိမယ်နောက်ရောက်သွားတယ်နဲ့ဖျားအောက်လေးပါတော့ဖျား对ဘလို့ပြန်တယ်ဘယ်ဖျားဦးမှာပါအဲ့ဒါဒီမှာတက်လိုက်ပါမယ်တက်လိုက်ရင်ဘာလဲရတယ်တော့ဒီမှာပြန်ရပါပြီနောက်ဆုံးတော့လောပေါ့လက်မှာခူနိုင်လေးပေါ့အဲ့လိုရတယ်မှာကက်နေရမှာပေါ့နိုင်လေးပေါ့ရပါပြီကျွန်တော်တို့ဟုတ်တယ်ဟိနာနာဘလို့ဟိနာနာဟာလေနောက်ကြည့်နောက်ပြီးရင်မှာအင်းညိုကြတော့တက်ဒီသူ့ရုပ်ကမှဒီဝါပေါ့ဒါလည်းပြခုကကိုအသင်းတာတော့အဲ့ဒါကျွန်တော်ခုဟိနာနာလေးရပါပြီဟုတ်ကြကျွန်တော်ညီကိုရဲ့ကျွန်တော်ဆော့ပြပါမယ်အဲ့ဒီနေ့မှာဒါလည်းဆို1ကောင်2ကောင်3ကောင်4ကောင်5ကောင်6ကောင်9ကောင်ဒါလည်းဆို10ကောင်9ကောင်10ကောင်11ကောင်12ကောင်13ကောင်ဟာပေါ့14ကောင်ပဲရှိတယ်ဒီလိုပစ္စည်းရောဒီဘက်ထဲထားလို့ဟဲအဲ့လာတော့ကျွန်တော်တို့နားထိုင်ဟယ်လိုကျွန်တော်တို့တက်သွားပြီးဟိုဘက်ကွေ့ပြီးတော့တက်ကျွန်တော်ရှိထွက်ပြီးအဲ့တော့အပရုံပြတဲ့ကိုအမှ hello sign ရရှိပါမယ်ကတော့လည်းဝယ်လို့ရပါတယ်အမှဈေးထဲရောက်နေတာရှိပါတယ်အမှကျွန်တော်အမှဦးနိုလီရောနောက်ပြီးနော်ဒိုဟာလီရောနောက်ပြီးနော်ဒိုကတ်တွေရောနောက်တော့ကတော့ကျွန်မအပေါ်ဆုံးပါအဲ့တော့ကျွန်တော်မွေးလိုက်ပါဘူးဘို့တော့ KV ရောပြန်ပေးလို့ရပါတယ်နော်ဒိုကတ်လူလေးရောက်လာပါဒီထဲမှာကျွန်တော်ထုတ်ပါပါအဲ့ထုတ်မှထည့်ချင်တာထည့်ထားပါအဲ့တော့ပြန်သူတဲ့ဆိုင်ကို profit တက်လို့လုံးဝမရပါဘူးသူထည့်ချင်တာထည့်ထားပါဆိုင်နဲ့မသိပါဘူး
သူကတဖုတ်တော့တစ်ခုတော့သူတို့ကဖောက်ကြည့်လားမသိပါဘူးကျွန်တော်စိတ်ကြီးအမေအဲ့ကွန်မဒီတစ်ခုပဲလုပ်ပြလိုက်တာပါအဲ့ဆိုဒီနေ့အမောင်းစရာစီတော့ပါပဲအားလုံးပဲ bye bye